ကျွန်တော်မနေ့တနေ့တုန်းကရာသီဥတုရမ်းပူလာတဲ့ခါကျရင်လေဖြတ်တတ်တဲ့ကိစ္စကိုပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေဖြတ်တာအပါအဝင်ရာသီဥတုပူလာတဲ့ခါကျရင်ဖြစ်တတ်တဲ့ဒီယောဂတွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာဒီဗီဒီယိုမှာတေချာလေးပြပြပေးပါမယ်အထူးသဖြင့်ကတော့ဒီအချက်၅ချက်ကိုတေချာတိမယ်ဆိုရင်ကျွန်တော်တို့အပူရှိန်အရမ်းမြင့်လာတာကြောင့်လေဖြတ်တာလည်းကာကွယ်နိုင်မယ်ပြီးရင်တခြားယောဂတွေကိုလည်းကာကွယ်နိုင်မှာပေါ့နော်အဲ့တော့ဒီအပူကြောင့်ဖြစ်လာတဲ့ယောဂတွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာဗီဒီယိုကိုအဆုံးထိကြည့်ပေးပါရာသီဥတုအရမ်းပူလာကဘာကြောင့်အန္တရာယ်များတာလဲဆိုတော့နံပါတ်1ကတော့အပူရှက်တာပေါ့နော်အပူချိန်တွေအရမ်းများလာတယ်ခန္ဓာကိုယ်မှာအပူချိန်104 105လောက်ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေခါကျရင်အုံနောက်တွေမှာရှိတဲ့ cell လေးတွေကရောင်သွားတယ်အုံနောက်ကြီးတစ်ခုလုံးကရောင်သွားပြီးတော့လေဖြတ်တာအပူရှက်တာတွေဖြစ်လာတယ်ပြီးရင်ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့တခြားကလီစာတွေကိုလည်းတွားပြီးတော့ထိခိုက်နိုင်တယ်ဒါအဆိုးဆုံးအခြေအနေပေါ့နော်ပြီးရင်အပူဒဏ်ကြောင့်နှုံးကြည့်တာတွေမူးလဲတာတွေဖြစ်တတ်တယ် heat exhaustion လို့ခေါ်တယ်ဒါကတော်တော်များများခံစားမှုကြကြလိမ့်မယ်ရာသီဥတုအရမ်းပူလာတဲ့အခါကျရင်ဘာမှလှုပ်ချိန်ကြိုက်ခြင်းစိတ်မရှိတော့ဘူးလူကနုံကြီးဖြစ်နေတယ်ဟိုတွားလဲမဟုတ်ဒီတွားလဲမဟုတ်ပေါ့နော်အလုတ်လဲလှုပ်လို့မရဘူးအာယုံစိုက်လို့မရဘူးဒီလိုမျိုးအခြေအနေမျိုးဖြစ်တာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီစားဓာတ်တို့ရေဓာတ်တို့ညော့နေတော့တဲ့အခါကျရင်အုံနောက်ကလည်းကောင်းအလုံးမလုံးနိုင်တာအကြောင်းပေါ့နော်အဲ့တော့အရန်ပူတဲ့အခါကျရင်တော်တော်များဖြစ်တတ်ကြတဲ့ heat exhaustion ဆိုတဲ့ဒီအပူရှိန်ကြောင့်နှုံးချိတာမူးလဲတာဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်နောက်တချို့တွေမှာခကြရင်ဒီအထူးသဖြင့်ဒီအပြင်တွားလာရတဲ့သူတွေဆိုရင်တော့အရေပြာယောဂါတွေပိုဖြစ်တတ်တယ်အရေပြားမှာအဖုပိန်တွေထွက်တယ်ချွေးမိတ်တွေထွက်တယ်ရားရံတာမျိုးတွေနီရဲလာတာမျိုးတွေဖြစ်တတ်တယ်ကလေးတွေမှာဆိုရင်ပိုဖြစ်တတ်တယ်ပေါ့နော်တချို့ယောဂါကြီးမားရှိတဲ့သူတွေပေါ့နော်တွေးတိုးစီးချိုနှလုံးအခန့်ရှိတဲ့သူတွေကအပူရှိန်အများများလာတဲ့ခါကျရင်နှလုံးခုန်လုံးကပုံမှန်ထပ်ပို့ပြီးတော့မြန်လာတယ်အဲ့တော့နှလုံးယောဂရှိတဲ့သူတွေဆိုရင်အတက်အနေရရှိတဲ့ဒီတောင်ဖြစ်သွားတတ်တယ်ဒါကရာသီဥတုပူတဲ့ခါကျရင်ဘာကြောင့်အန္တရာယ်ရှိတာလဲဆိုတာကိုကျွန်တော်တေချာလေးပြောပြပေးတာအဲ့တော့ဒါတွေကိုကျွန်တော်ဘယ်လိုကာကွယ်ရမလဲဆိုတော့၅ချက်ပြောပြပေးမယ်နံပါတ်1ကတော့အားလုံးသိကြတယ်ရေများတောက်အဲ့တော့ဒါကတိတလူလူနဲ့မလုံဖြစ်တဲ့အလုပ်တွေမှာပါတယ်ရေများတောက်လို့ပြောလိုက်ပြီဆိုရင်တချို့တွေကရေရောတောက်တော့တောက်နေတယ်ဒါပေမဲ့2လီတာထက်မကျော်ဘူး3လီတာထက်မကျော်ဘူးဆိုရင်ဘာမှအရင်ကြီးမတူကြဘူးပေါ့နော်ရာသီဥတုအရန်ပူပြင်းတဲ့အချိန်မှာခန္ဓာကိုယ်ကချွေးကနေတစ်စင်ရေဓာတ်တွေဆုံးရှုံးသွားတယ်ပြီးရင်ချွေးမထွက်လဲ perspiration လို့ခေါ်တဲ့ခါလေးကြရင်ဒီချွေးပေါက်လေးတွေကနေတစ်စင်အငွေ့ပြန်သွားတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒါကြောင့်မလို့ရေများတောက်ဖို့လိုတယ်တနေ့ကိုအနည်းဆုံး2လီတာနဲ့အထက်တောက်ဖို့လိုတယ်ပေါ့နော်ရေခွက်နဲ့ဆိုရင်တော့10ခွက်10ခွက်လောက်တောက်တဲ့နဲ့ပြီးရင်ရေငတ်မှထတောက်တာမျိုးမဟုတ်ဘဲနဲ့ဒါမကြာခဏနည်းနည်းချင်းစီခဏတောက်တာမျိုးကပို့ပြီးတော့ကောင်းတယ်ကိုကအပြင်တွားတယ်ဒါမှမဟုတ်လည်းအလုပ်များတယ်ဆိုရင်ကိုဘေးနားမှာရေဘူးတဘူးတော့အမြဲတမ်းစောင့်ထားတဲ့နဲ့အရက်နဲ့ကဖေးနေပါတဲ့ဒီဖြော်ရည်တွေကကြတော့ရေဓာတ်ကိုဖြစ်တင်ပေးနိုင်တာထက်ပို့ပြီးတော့ဆိုဂျိုများတယ်ပေါ့နော်အရက်တို့ဒီကော်ဖီတို့ဆိုတာကရေဓာတ်ဆိုပေမဲ့လည်းရိုးရိုးတာမန်ရေတန်းတောက်တာကပို့ပြီးတော့ထိရောက်မှုအကျိုးရှိပါတယ်တခါလေကြာရင်ဒီအရက်ကြောင့်ဒီလေဖြတ်တာမျိုးတွေတော့ဖြစ်သွားတတ်တယ်ပေါ့နော်ဒါကြောင့်မလို့နံပါတ်1ကရေများတောက်ဖို့လိုတယ်နောက်နံပါတ်2ကအဝတ်အစားတွေကိုလည်းဂယူးတစိုက်ရွေးချယ်ဖို့လိုတယ်ဒါအိမ်မှာပဲနေအပြင်ပဲတော်ပါနော်ဒီလိုမျိုးအရန်ပူတဲ့အချိန်မှာအဝတ်ပပလေးဝတ်ဖို့လိုတယ်ဒါဖြော့တဲ့အယောင်မျိုးတွေအဖြူရောင်တို့အဖြူနုနုတို့ဒီလိုမျိုးအပြာရောင်နုနုတို့ဒီလိုမျိုးတွေကိုဝတ်တာပိုကောင်းတယ်ဖြစ်နိုင်ရင်တော့အိမ်ထဲမှာပဲနေရုံထဲမှာပဲနေအရိပ်ထဲမှာပဲနေပေါ့နော်အကယ်၍မလွဲတာလို့အပြင်ထွက်ရပြီဆိုရင်တော့ဒါအုတ်ထုတ်ဒါမှမဟုတ်လည်းထီဆောင်ရတာမျိုးတွေလုပ်ဖို့လိုတယ်အပြင်ကိုထွက်ရပြီဆိုရင်လည်းမျက်နှာနဲ့လက်တွေမှာဒီ SPF 30နဲ့အထက်ပေါ့နော် sunscreen တွေကိုလိမ့်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါတချို့အညာတွေတောင်းမှာဆိုရင်တော့တနက်ခါတွေလိမ့်သွားတယ်ပေါ့နော်ဒါမျိုးတွေကလည်းအတိုင်းအတာတစ်ခုတော့ထိအောင်မှုရှိတယ်ပေါ့နော်ဒါနံပါတ်2ကအဝတ်အစားဂယူးတစိုက်ရွေးချယ်ဖို့လိုတယ်နံပါတ်3ကတော့အပြင်ကိုမလွဲတာလို့ထွက်လာပြီဆိုရင်ဒီနေအရန်ပူတဲ့အချိန်တွေကိုရှောင်နိုင်ရင်ကောင်းတယ်ပေါ့နော်နေ့လယ်7နာရီကနေဒီညနေ3နာရီကြားမှာအပြင်ထွက်တာရှောင်နိုင်ကောင်းမယ်အပြင်ထွက်ရပြီဆိုရင်အတက်နိုင်ဆုံးအရေးရတဲ့နေရာမှာတွားနေပေါ့နော်အဲ့တော့ဆိုင်ကယ်မောင်းတယ်မီးပွိုင်းဆောက်တယ်ဆိုရင်တော့မှအရေးရတဲ့နေရာလေးမှာတွားပြီးတော့ထိုးရက်ထားနိုင်ရင်နော်အပူဒဏ်ကြောင့်ထိခိုက်ရတွေပို့ပြီးတော့တက်တာတာပေါ့နော်ပြီးရင်ကိုကအိမ်မှာနေတယ်ဆိုရင်လည်းလေဝင်လေထွက်ကောင်းအောင်ဗရင်ပေါက်ဖွင့်ထားတာမျိုးတွေပန့်ကဖွင့်ထားတာမျိုးတွေလုပ်ဖို့လိုတယ်ဒါကနံပါတ်3ချက်ပေါ့နော်နေအပူဆုံးအချိန်ကိုရှောင်ဖို့လိုတယ်နံပါတ်4ကတော့အစားတောက်တွေဆင်ခြင်ဖို့လိုတယ်ပေါ့နော်အစာကြည်လွယ်တဲ့အစားအစာတွေကိုစားပြီးရင်ဟင်းဒီဟင်းရွက်တဲ့တစ်တီဝက်လန်တွေမများစားပြီးပေါ့နော်အုံးရည်တို့ ORS တို့ပေါ့နော်ဓာတ်စားရည်တွေကိုမများတောက်ပေးဖို့လိုတယ်အကယ်ကိုကတွေးတိုးယောဂမရှိဘူးဆိုရင်ဓာတ်စားရည်ကိုတစ်နေ့ကို2ထုပ်လောက်ထိတော့အေးစိတောက်လို့ရတယ်တွေးတိုးယောဂရှိတယ်ဆိုရင်တော့ဆရာဝန်နဲ့တခြားတော့တိုင်ပင်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကွာတွေးတိုးယောဂမရှိဘူးဆိုရင်တော့ဓာတ်စားရည်ကိုအဆင်ပြေလို့တောက်လို့ရတယ်တီးစုံဓာတ်စားပဲဖြစ်ဖြစ် ORS ဓာတ်စားပဲဖြစ်ဖြစ်တောက်လို့ရတယ်အဓိကစားတတ်ပါတဲ့အရည်တွေဖြစ်ပြီးပေါ့နော်အဲ့တော့အစားတောက်ဆင်ခြင်ဖို့လဲလိုတယ်ဓာတ်စားရည်တောက်ဖို့လိုတယ်နံပါတ်5ကတော့ဒီကလေးလေးတွေနဲ့တက်ကြီးရွယ်တွေပြီးရင်ဒီမှာထက်ဖြစ်ပြောမှာကယောဂကြီးကြီးမားမားအခန့်ရှိတဲ့လူတွေကတ
တတိထားဖို့လိုတယ် view set ဖို့လိုတယ်တို့တွေကအပူဒဏ်ကြောင့်အထိခိုက်နိုင်ဆုံးထဲမှာပါတယ်ကိုကအပြင်သွားတယ်ကလေးတွေကိုကားထဲမှာလောချပြီးတော့တယောက်တည်းထားခဲ့တာမျိုးတွေမလုပ်ပါနဲ့ကလေးဘလောက်ပဲငငယ်ကလေးဘလောက်ပဲကြီးလောချပြီးထားလိုက်တာကအပူဒဏ်ကြောင့်ရတဲ့ပြဿနာတွေဖြစ်စေနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကလေးတွေကိုကားထဲမှာတယောက်တည်းမထားခဲ့ပါနဲ့ပြီးရင်တက်ကြီးရွယ်တွေကသူ့အိမ်ထဲမှာသူ့အခန်းထဲမှာပဲသူနေကြဆိုရင်လည်းပဲတစ်နေ့ကို2ကြိမ်လောက်တော့အနည်းဆုံးမကြာခဏဝင်ကြည့်တင်တယ်ပေါ့နော်အရန်ပူတဲ့အချိန်မှာဆိုရင်သူတို့ကထိခိုက်နိုင်ဆုံးထဲမှာပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာကနံပါတ်1ကရေမြင်များတောက်ဖို့လိုတယ်နံပါတ်2ကအဝတ်အစား view site ရွေးချယ်ဖို့လိုတယ်အဝတ်ပပလေးတွေကိုပို့လို့တယ်နံပါတ်3ကအပြင်ထွက်ရပြီဆိုရင်လည်းနေအပူရှိန်အမြင့်ဆုံးအချိန်ကိုရှောင်ဖို့လိုတယ်နံပါတ်4ကအစားအသောက်ဆင်ခြင်ဖို့လိုတယ်နံပါတ်5ကကလေးလေးတွေရဲ့တက်ကြီးရွယ်အိုတွေရဲ့ယောဂကြီးကြီးမားမားအခန့်ရှိတဲ့လူတွေကပို့ပြီးတော့ဒီယာဒီမှာတတိထားရပါတယ်အဲ့တော့ဆရာဝန်စီမဖြစ်မနေသွားမယ့်အခြေအနေတွေလည်းရှိတယ်အပူရှိန်ကြောင့်ထိခိုက်ဒဏ်ရာရတယ်အပူအရန်များလို့ခန္ဓာကိုယ်မှာတခုခုဖြစ်လာပြီဆိုရင်အပူချိန်က103 104ထက်ကျော်လာပြီဆိုရင်မဖြစ်မနေသွားပြဖို့လိုတယ်အရေပြားကိုကန်ကြည့်လိုက်တဲ့ခါကျရင်ပူနွေး6တွေ့ပြီးတော့หนีရဲလာတယ်ပြီးရင်ချွေးလည်းမထွက်ဘူးဒါမျိုးဆိုရင်လည်းတေချာလေးသွားပြဖို့လိုတယ်လူနာကတတိလက်သွားတယ်ဒါမှမဟုတ်လည်းစိတ်ကကြောင်ကြမ်းနေရှောက်ပြောနေတယ်ဆိုရင်လည်းဒါဆရာဝန်နဲ့တေချာသွားပြဖို့လိုတယ်ဒါမှမဟုတ်လည်းစေယုံစေကန်းတေချာသွားပြဖို့လိုတယ်အရန်ကိုအန်နေတယ်ခေါင်းကိုက်တာလည်းအရန်ကိုဆိုးဝါးဖြစ်တယ်ဆိုရင်လည်းတေချာလေးသွားပြဖို့လိုတယ်လူနာကစကားပြောရတာခက်လာတယ်ပြီးရင်လေဖြတ်တယ်လို့ပဲခန္ဓာကိုယ်တစ်ခုခုကတနေရာကလှုပ်လို့မရတော့ဘူးလေးလာတယ်ထုံလာတယ်ဒါမျိုးဆိုရင်လည်းတေချာတော့ပြဖို့လိုတယ်နှလုံးခုန်တာက10မိနစ်ကို100ထက်ကျော်တယ်အရန်ကိုခုန်မြန်နေတယ်ဆိုရင်လည်းပဲတေချာတော့ပြတင်တယ်ပေါ့နော်ဒါကအပူရှိန်အရန်ဆိုးလာတဲ့အခါကျရင်အပူရှိန်အရန်မြင့်လာတဲ့အခါကျရင်ခန္ဓာကိုယ်ထိခိုက်နိုင်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဖြစ်လာတဲ့အခြေအနေမှာဆိုရင်တော့ဆရာဝန်စီစေယုံစေကန်းစီမဖြစ်မနေတော့ပြပါကျွန်တော်တို့ရဲ့ယာဒီဥတုကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ပူလာတယ်တနေ့တစ်နေ့ပို့ပြီးပူလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောခဲ့တဲ့5ချက်ကိုတော့မဖြစ်မနေလိုက်နာထားတင်ပါတယ်လိုက်နာဖို့လိုပါတယ်ကိုယ့်အိမ်မှာကလေးလေးတွေရှိတယ်တက်ကြီးရွယ်တွေရှိတယ်ဆိုရင်ပို့ပြီးတော့တတိထားပါတယ်ကျွန်တော်ပြောခဲ့တဲ့အချက်5ချက်ကလည်းတကယ်လက်တွေ့မှာလည်းတော်တော်များများတော့အပူဒဏ်ကြောင့်ဖြစ်တဲ့ယောဂတွေကိုကာကွယ်ပေးနိုင်ပါတယ်အဲ့တော့ဗီဒီယိုဒီစီကြည့်ပြီးတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ဒါကျမကြီးနဲ့ပတ်သက်တဲ့ဘူးဒရာတွေကိုမျှဝေပြီးတော့ဖြစ်တဲ့ကြောင့်မလို့ channel လေးကို like subscribe follow လုပ်ထားပေးပါဗီဒီယိုကိုဒီထိကြည့်ပြီးတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်အဆဆရရအဆင်ပြေပြေကင်းပါစေမင်္ဂလာရှိတော်နေလေးဖြစ်ပါစေ